တွင်းကဒီလုံးကိုလည်းဝစ်ဆန်လေတာကိုတုံးထားတယ် မိုင်းလိုက်လားကြည့်ရတာဒီကလူတိုင်းတော်တော့မဟုတ်ဘူးထင်တယ်တိုင်မင်းဒီကောက်တကယ်ဝယ်လိုက်ရတော့ဘာလို့ Defender 110 First Edition လဲကွာတခြားကားလည်းရှိနေအောင်ရေဘာလို့ဒီကားကြီးလဲ ပြဝင်ဒါကြီးဒီကရိုးအဆူဘီကားသေးမဟုတ်ဘူးဒီကောင် capability နဲ့ comfort ကိုကောင်းကောင်း brand လုပ်ထားတဲ့ကားကွာသူ့ရဲ့ extension ကမျိုးထဲမှာလေမြန်စီးနေရတယ်လို့မျိုးမြင်တာလေကွာမင်းကတောင်ဝသားဆိုတော့တောင်ဝလမ်းတွေမှာလမ်းကျန်းနေနဲ့ train with spring တို့ပါတော့မြေပြင်အနေထားကိုမူတည်ပြီးတော့အမြင့်ကိုခုပါသူချိန်ပေးရကွာဒီက 3.0 liter inline six turbo jet petrol engine သုံးထားတယ်ဒီကကိုကြီးလိုက်တာနဲ့မီးဝက်နှစ်ခုအောင်ကွာမထွက်လိုက်မီဒီကိုတက်ထားတယ်ဒီကမှာခဲရောင်နဲ့မဲရောင်နဲ့ပေါင်းဆက်ထားတာတော်တော်မိုက်တယ်ကွာမင်းနံပါတ်အနေနဲ့လည်းမင်း900တော့ရန်ကုန်လာစင်နံပါတ်မြင့်နဲ့ငါရထားတာနားမြင်နေနေဆိုအပြင်မိုင်းနေကြည့်အောင်တော်လေးကိုမိုက်တာကွာဒါနဲ့အောင်အတွင်းမိုင်းအောင်ဘလို့တော့တော်လေးကို file မဲ့ပုံတွင်းမှတကယ်မိုက်တာကွာ interactive driver display နဲ့ Spivey Blue Snake က300တကယ် smooth ဖြစ်တယ်အတွင်းကအသေးစိတ်ကိုလုံးဝ premium ဆန်အောင်လုပ်ထားတယ်အတွင်းကဒီလုံးကိုလည်း western leather တွေကိုသုံးထားတယ်ပြီးတော့ညံလူလိုမှာကာဗွန်တွေကိုအကုန်အပြည့်ထည့်ထားတယ်ကွာအမိုက်ချုံက clear strike brown view ပဲကားရှိမှာဘာရှိလဲဆိုတာကို display ပေါ်မှာဖောက်မြင်ရတယ်လို့ကြည့်လို့ရတော့လမ်းကျန်းတွေပေါ်သွားတဲ့ခါကွာမင်းစိတ်ပူစရာလုံးဝမလိုတော့ဘူးကြည့်ရတာဒီကလူတိုင်းတော်တော့မဟုတ်ဘူးထင်တယ်အေးမင်းပြောလို့ဒီကလူတိုင်းတော့မဟုတ်ဘူးဘာလို့လဲဆိုတာငါပြောပြမယ်လူအများကြားထဲမှာကွာကိုကမိုက်ပါရဆိုတော့ဟောပြောနေကြမလို့ပဲနဲ့ကိုရက်လိုက်တဲ့နေရာမှာတင်အကုန်လုံးကငေးကြည့်သွားစီရမယ်ကလပ်မျိုးလူချင်းတဲ့သူတွေအတွက်ကွာတစ်ပတ်လုံးမျိုးထဲမှာ business video တွေတက်ရတယ်စန်တင်တွင်းဝင်ဆိုရင်ခီးသွားပြီးတော့ကွာဝယ်လက်လုပ်ချင်တဲ့သူတွေသူတို့အတွက်က city car စီရော off road car စီရောနှစ်စီးလုံးပိုင်ဆိုင်ထားရတယ်လို့မျိုးဖြစ်စေရမယ်ကွာမိုင်းလိုက်လားမင်းပြောလိုက်မှပဲငါတော့တဘောကြပါဒါအောင်မင်းဘယ်လောက်ပေးလိုက်အောင်စိတ်တောင်းတော့ဝင်ကြီးပေးလိုက်ရတယ် one day or one day တိုက် one day ရောက်ဖို့ day one နဲ့စောက်ဖို့လိုရနော်ဟာဒီမှာနောက်နေပြီ